ဘုံဘုံတို့သိပ္ပံပညာဘာစတက်ပြီးတွေးရှိကြလဲဆိုတော့အခုမြန်ကြီးမြန်တီးတဲ့ chemical ပေါ့ဓာတုဝေဒဓာတ်မြေဩဇာတွေများကျွေးထားတဲ့အသီးအနှံတွေကိုစားတဲ့ကလေးတွေကလူပြပေါ်အပြိုပေါ်စောစောဝင်နေနောက်သူတို့ရဲ့စိတ်တွေကပိုးပြီးတော့ကြမ်းသွားရိုင်းသွားတယ်တဲ့ဒါကြောင့်ဒီနေ့ခေတ်နောက်ပိုင်းခေတ်ကလေးတွေကိုဆုံးမတာခက်လာတာအစားအသောက်နေလဲဆိုင်တယ်စားတဲ့အစာတွေကြည့်လိုက်တဲ့အခါလဲအခု spicy တို့ပါလို့ဆိုတအားဆက်တာတွေတအားချင်တာတွေအဆက်ပြင်းအချင်ပြင်းနဲ့ပြင်းကြမ်းကြီးတွေစားအဲ့တော့အတိတ်ဘယ်ပါဆိုအစာချမ်းတွေသားနေတယ်လို့အတိတ်ဘယ်ရပါတော့အစာချမ်းတွေစားနေတဲ့လူတွေစိတ်တွေပါကြမ်းသွားတယ်ဒါကြောင့်ဒီနေ့ကကလေးတွေသားတွေပဲဆုံးမသမီးတွေပဲဆုံးမတပည့်တွေပဲဆုံးမကလေးတွေဆုံးမတာခက်လိုက်တာခက်တယ်သူတို့စားတော့နေတဲ့အစားတော့တွေလည်းကြမ်းတယ်ရာသီဥတုတွေလည်းကြမ်းတယ်ပတ်ဝန်းကျင်ကြတော့လေအကျန်းတွေအရိုင်းတွေများတယ်ဗျာမများဘူးလားဗျာဖုန်းထဲမှာကြည့်ရင်ဇာကားကြည့်တော့လေတိုင်ကားစစ်ကားတိုက်နေခိုက်နေတဲ့ကားတွေပဲဟုတ်လားအဲ့ဒါမှမဟုတ်ရင်ဒီဘက်ကကာမဂုဏ်ခံစားနေတဲ့အပျော်ပါတောက်စားမူးယူနေတာတွေအပျော်ပါကျူးနေတာအဲကြောင့်တယ်လီဖုန်းထဲကနေမြင်လိုက်ရရင်လူတွေကိုရိုင်းစီတဲ့ဟာတွေကြီးတယ်ပတ်ဝန်းကျင်မှာတွေ့နေတဲ့လူတွေကလည်းအရိုင်းနေများတယ်အဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကရင်မလားရိုင်းမလားဒါကြောင့်ဘုန်းဘုန်းတို့စိတ်ပညာပြောထားတယ်လူတယောက်ယဉ်ကျေးတဲ့လူတယောက်ဖြစ်ဖို့ဇာတိကောင်းတဲ့လူတယောက်ဖြစ်ဖို့ဆိုအကြောင်း၃ချက်လူတွေတဲ့အကြောင်းဘယ်နှချက်လူလဲနံပါတ်1ကမျိုးဗီဇအားလုံးပြောကြအောင်နံပါတ်1ကဘာကောင်းဖို့လို့လဲမျိုးဗီဇကောင်းဖို့လို့လဲကဲတစ်ပင်နေစိုက်တဲ့အခါမျိုးမကောင်းရင်အပင်သန်လားလူတယောက်ကောင်းဖို့မကောင်းဆိုတာမျိုးဗီဇအရေးကြီးတယ်ကြောင့်နံပါတ်1မျိုးဗီဇကောင်းဖို့လို့တယ်နံပါတ်1ဘာကောင်းဖို့လို့တော့နံပါတ်2ကျတော့သင်ကြားသင်မှုတဲ့ဘယ်လိုဆရာလေးတွေနဲ့သင်နေတာလဲဘာတွေသင်နေရလဲသူတို့သင်နေတဲ့ပတ်ဝန်းကျင်ဘာတွေလဲအခုခေတ်ကျတော့ဖုန်းထဲမှာဘုန်းတို့ကြည့်လို့မရတဲ့တကားမရှိတော့ဖုန်းထဲမှာအရိုင်းအဆိုင်အကြံအကုန်ရှိတယ်ကာမဂုဏ်ခံစားမှုတွေအကုန်ရှိတယ်ရိုင်းဆိုင်တာတွေကြမ်းတမ်းတာတွေအကုန်ရှိတယ်အဲ့ဒါသူတို့သင်နေရတဲ့ကလူတွေကိုရိုင်းအောင်သင်ခွင့်ရနေတဲ့ပတ်ဝန်းကျင်ကိုရောက်နေတယ်ဒါကြောင့်လောကကြီးရိုင်းဆိုင်လာတဲ့သလားဟောဒီတယ်လီဖုန်းတွေအပြစ်မသေးဘူးဒီတယ်လီဖုန်းတွေကသားသမီးတွေကိုသင်နေတယ်လို့မိဘဆရာတွေမြင်သေးလားမမြင်လည်းမမြင်ဘူးလေအလိုလဲလိုက်တယ်လေမိဘတွေကသားသမီးတွေကိုအလိုလိုက်တယ်လေအခုစင်ကာပူတို့ဂျပန်တို့ကသတ်မှတ်လိုက်ပြီးဩစတြေးလျလည်းဟိုတွေကအစိုးရကလွတ်တော်မှာတရားဝင်ပြထိုင်းပြီး16နှစ်မပြည့်ရင်ဖုံးမသုံးရတော့ဘူးတကယ်ကိုကဘာမှာနာမည်ကြီးပြီးအောင်မင်းနေတဲ့နိုင်ငံတွေ16နှစ်မပြည့်ရင်ဖုံးမသုံးရတော့ဖုံးတို့ကဒီနေ့ကလေးလေးတယောက်မွေးလာပြီဆိုကလေးလေးဖုံးလေးပေးထိုင်နေတဲ့ဟဲ့ဆိုပြီးတော့လေးဘက်ထောက်ကနေဖုံးပေးထားအဲ့ဒီကလေးလေးကဖုံးတဲ့ဟာမြင်တာနဲ့အလိုလိုလူရိုင်းလေးဖြစ်အလိုလိုတဏှာယူလေးဖြစ်ဖုံးထဲမှာတဏှာယူစရာတွေအများကြီးလေဖုံးထဲမှာရိုင်းဆိုင်စရာတွေအများကြီးလေအဲ့တော့မိဘတွေကယဉ်ကျေးအောင်တော့မတင်တတ်ဘူးကလေးကိုရိုင်းအောင်တယ်လီဖုန်းတစ်လုံးနဲ့ပြစ်ထားဒါကြောင့်ဒီနေ့ကလေးတွေရိုင်းလာတာမိဘတွေရဲ့အပြစ်မကင်းဘူးဒါကြောင့်ကလေးကိုချစ်တဲ့ချိန်ရင်အလိုမလိုက်ပါအသိပညာပေးရမယ့်ရောမှာဘလို့အသိပညာပေးမလဲဆိုတာတေးသေးချာသိဖို့လို့သူတို့ရဲ့ပတ်ဝန်းကျင်ကလူတစ်ယောက်ကိုပျက်စီးအောင်လုပ်နေ